chapter 11မှာပါတဲ့ past paper တွေရပါတော့ကျွန်တော် session C မှာပါတဲ့မေကွန်လေးတစ်ပုဒ်ကိုကျွန်တော်ကြည့်အောင်ပေါ့နော်မေကွန်ဟောင်းထဲမှာပါတဲ့ session C တစ်ပုဒ်သူရဲ့ထူးခြားချက်ကကြတော့ volume ရှာတာကမထူးခြားဘူးကျန်တဲ့ပုဒ်စာတွေမှာကျွန်တော်တို့ဒီလို sketch လုပ်ခိုင်းတာမပါဘူးပေါ့နော်ဒီပုဒ်စာလေးရဲ့ထူးခြားချက်ကကြ sketch the region bounded by the curve y equal to root x and y equal to h cube y equal to root x နဲ့ y equal to h cube ကြားမှာရှိတော့ region လေးကို sketching ပုံလေးဆွဲခိုင်းနေပေါ့အကျဉ်းမြင်ပေါ့နော် and find the volume of solid အဲ့နောက်မှာဘာရှာခိုင်းလဲဆိုရင် volume of solid ကိုရှာပါ generated by revolving this region about the x-axis x ဆိုရင်ရိုးနဲ့သူပေးတဲ့ function နှစ်ခုကြားမှာလဲနေတော့ volume လေးကိုရှာပေးပါတယ်ဒါဆိုဒီချေတို့က function နှစ်ခုပေးထားပြီဒီချေတို့ဒီအဲ့တော့အဓိကကတော့ဒီချေတို့ဒီ function နှစ်ခုကိုပေးထားတယ်ပါတယ်အရင်ဆုံးမစဉ်းစားခင်မှာသူလောက်ခိုင်းတဲ့ sketching လေးကိုအရင်ဆုံးစစဉ်းစားကြစို့အဲ့တော့ sketching ကိုစဉ်းစားတော့မယ်ဆိုလို့ရှိရင်ဒီချေတို့ကဒီလိုကနန်းတွေက y equal to root 8ဆိုလို့ရှိရင်ဒီချေတို့က1သွင်းလိုက်တယ် y equal to root 8ဆိုရင် x ကို1သွင်းရင် y လည်း1ပဲရမယ်0သွင်း0 0.5 တို့ဘာလို့ကြာဒီချက်က calculator မှာ 0.5 လို့တန်းနှိပ်လိုက်လေရတယ်ပေါ့နော်ဒီချေတို့ 0.7 ဆိုပြီးဖြေရမှာအဲ့လိုမဟုတ်ပဲနဲ့ဒီချက်တဲ့ပါ calculator နှိပ်နီးလေးပြောတယ်ဒါပေမဲ့ calculator နှိပ်တာကဒီလောက်လွယ်တာအတွက်ဆိုတော့ calculator နှိပ်တာနည်းနည်းပိုကြစေတယ်ပေါ့နော်ကျေစွမ်းနာပြောသလို0 0.5 1 1.5 တလုံးချင်းသွင်းပြီးတွက်လိုက်လေရတယ်ဒါလေးတွေကကိုယ့်ဘာသာကိုယ်ချမ်းနေမှာပဲခဲတန်နေနဲ့ခြာရေးလိုက်လေရပါတယ် x equal to 0ဆိုရင် y ကလည်း0 x equal to 1ဆိုရင် y ကလည်း1ဒါတော့ဒီချက်ကစာရှင်းပြလို့အသေးစိတ်ရေးပြတာပေါ့နော်ဒါဆိုရင်ဒီချက် y equal to h2 ဆိုရင်ဒီလိုမျိုးပဲ x ကို0သွင်းတယ် y ကလည်း0 x ကို1သွင်းတယ် y ကလည်း0ဒါဆိုရင်ကျွန်တော်ကအဲ့ဒါကိုဒီကျွန်တော်ကဒီတိုင်းမတွက်ပဲနဲ့ calculator မှာ table လေးမှာထည့်သွင်းနေရဒါဆိုကျွန်တော် calculator နှိပ်လေးကိုစက်ကြည့်ကြည့်ရအောင်တဲ့ပြရလဲဆိုရင်ကျွန်တော် calculator မှာတွက်လို့ရအရင်ဆုံးကျွန်တော်က mode ကိုနှိပ်မယ် mode မှာတဲ့ဒီကျွန်တော်က function mode မှာ7လေးနှိပ်မယ်ဒီချက်ဒီရောက်မှာလည်းရေးပေးထား mode 7လေးကိုစပြီးမယ်မှာ table ဆိုပြီးပေါ်လာအဲ့ဒီမှာ function ကိုစသွင်းရမယ် function က f of x equal to ဒီကျွန်တော်ကဒီမှာ y equal to square root of x မှာဒါကြောင့် f of x equal to square root of x f of x ထည့်လိုက်ပြီးဝိုင်းဒီချက်တို့က equal တစ်ချက်နှိပ်မယ်တဲ့ function စားသွင်း equal နှိပ် step ဘယ်ကစမလဲဆိုရင်ဒီချက်က0ကစခြင်းတဲ့အမှတ်ကို step နေရမှာ0ထည့်လိုက်တယ် and then n မှာကြောက်ဒီချက်က 1.5 လောက်နဲ့ပဲဆုံးခြင်းတာဒါကလေးတွေက2နဲ့ဆုံးခြင်းလည်းရတယ်ဒီချက်တော့ 1.5 လောက်နဲ့ဆုံးမယ်ဆိုတော့ 1.5 လို့နှိပ်လိုက်တယ် step ဆိုတာကကဏ္ဍတစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ကွာခြားချက်ကိုပြောတာကဏ္ဍတစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ကွာခြားချက်ကိုဒီချက်1မထားခြင်းကို 0.5 လောက်ထားခြင်းတယ်ဘာလို့ဆို graph မှာနည်းနည်း detail ဖြစ်တော့အဖြစ်ဘယ်လောက်ရသွားလဲဆို0သွင်းနေဆိုရင်ဒီမှာ0တွေ့လာအဲ့တော့0သွင်းရင်0ဆိုတော့ဒီချက်ဒီနေရာလေးမှာဘာလို့ရေးလိုက်မလဲဆိုတဲ့အခါကျတော့0လို့ရေးလိုက်ပြီ and then ဒီချက်တော့နောက်တစ်ခုဆက်ကြည့်အောင်ဒီချက်တို့ဒီမှာဘာဆက်ပြောထားလဲလို့ 0.5 သွင်းတယ် 0.5 နဲ့သွင်းရောဒီချက်တို့ဖြေပါရလဲသွားကြည့်လိုက်တဲ့အခါမှာ 0.5 သွင်းတော့ဒီဘက်ဘေးကိုကြည့်လိုက်အော် 0.7071 for example 0.7 လောက်ပေါ့တော့ပြီ1သွင်းတယ်ဖြေပါရလဲ1ရတယ်So and then 1သွင်းနဲ့1ရတယ်ဒီမှာရေးပေါ့နော် 0.7 ဒီချေတို့က1သွင်းနဲ့1ရတယ်1.5 သွင်းနဲ့1.5 သွင်းတာသိကျင်တယ်ဒီချေရေးဘယ်လိုလုပ်ရမလဲအောက်လေးကိုတစ်ချက်ဆင်းလိုက်1.5 သွင်းတော့ 1.2 ဒါလေးကို calculate ဒီဇယားလေးထဲမှာတစ်ချက်ရေးလိုက်ဒီချေရေးသလိုအတိအကျလေးရေးစရာမလိုပါဘူးကိုယ့်ဘာသာကိုတဆင့်ချင်းကိုy equal to ဒီချေ square root of 0ကိုယ့်ဘာသာကိုနှိပ်မယ် 0.5 ကိုယ့်ဘာသာကိုနှိပ်မယ်ဆိုရင်လည်းရပါတယ်ဒီချေကတော့ဒါ calculator နဲ့နှိပ်ပြတာပေါ့နော်နောက် function တစ်ခုအတွက်တွက်မယ်ဆိုရင်နောက် function တစ်ခုက y equal to h cube h cube ဆိုဒီကောင်တစ်ချက်ဖြတ်လိုက် alpha ကွင်းပိတ် h cube ထည့်လိုက်ပြီး equal တစ်ချက်နှိပ်လိုက်စောနာလိုပဲ0မှာစမယ်ဆုံးတာက 1.5 မှာဆုံးတယ် 1.5 step ကလည်းထိုနည်း၎င်းပဲ 0.5 အဲ့တော့တွက်လိုက်တယ်။0သွင်းတော့ဘာရလဲတချို့0ရရေးလိုက်ကိုကစရားလေးတဲ့0.5 သွင်းတယ်0.125 ရတယ်0.1လို့ရေးလိုက်1သွင်းတယ်ဘယ်လောက်ရလဲဆိုတဲ့အခါကျတော့1ရတယ်ဒီချက်တို့က1.5 သွင်းတယ်3.375 ဆိုတော့ for example 3.4 လောက်ပေါ့ဒါမျိုးလေးဒါ calculator နှိပ်နည်းမျိုးဒီချက်ပြတာပါ graphing ဆွဲတာကိုဒီချက်တို့ဆက်ပြီးလေ့လာကြည့်အောင်ဒါဒီချက်ဆွဲပြီးသားဖြစ်နေတာပေါ့နော်အဲ့တော့ဒီချက် graphing ဆွဲတာပြန်ပြီးတော့ပြောပါမယ်ဒါဆိုရင် graphing ဆွဲတာလေးကြည့်ကြည့်ရအောင်အဲ့ calculator နှိပ်နည်းလေးလည်းသိပြီဆိုတော့ကျွန်တော်ပုံလေးဘယ်လိုစဆွဲမလဲစကြည့်ကြည့်အောင်ပထမဆုံး y equal to root x အတွက်ဒီချက်တို့စကြည့်ကြည့်အောင်အဲ့တော့ y equal to root x မှာ x တန်မိုးတွေကတော့ဒီချက်က0ပါမယ် x တန်မိုးကပြီးတော့ချက်တန်မိုးလေးကဘယ်လောက်ပါမလဲဆိုရင်0.5 ပါမယ်ပြီးတော့နောက်တန်မိုးလေးတစ်ခုက1ပါမယ်1ပြီးတော့ဒီချက်ပါလေးပါမယ်ဆိုတော့ 1.5 ပါမယ်y တန်မိုးတွေကတော့ဒီချက်ကဘာလေးတွေရှိမှလဲဆိုလို့ရှိရင်0ရှိမယ် 0.71 1.2 လောက်ရှိတယ်ဆိုတော့ဒီချက်ကဒီနားလေးကို1လို့စဉ်းစားလိုက်မယ်အဲ့ဒါဒီနားလေးကိုကြတော့ဒီချက်က1လေးကခဏလေးနော်ဒီချက်ဒီနားလေးကို1
ပြီးတော့ဒီနားလေးကကြတော့ကျွန်တော်တို့2 and then ဒီပေါ်လေးကကြတော့ကျွန်တော်တို့က3 something ပေါ့ဒီနားလောက်မှာဆိုကျွန်တော်တို့3လေးတော့ဖြစ်မယ်ပေါ့နော်အဲ့တော့ပထမဆုံး graphing အတွက်အမှတ်ကအဲ့ဒီကျွန်တော်တို့စာကြည့်ကြည့်အောင် 0.0 အဲ့တော့ 0.0 ဒီညမှာတစ်မှတ်ရှိမယ် and then နောက်တစ်မှတ်က 0.5 ဆိုရင် 0.7 ဆိုတော့ဒီနားလောက်မှာတစ်မှတ်ရှိမယ်1သွင်းလိုက်တော့တစ်ချက်အဖြေကဘာလေးရလဲဆိုရင်1လေးရတယ် 1.5 သွင်းတော့ 1.2 ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်က nearly approximate အားဖြင့်ပြောရင်ဒါ1သွင်းနေဆိုရင်1ကဒီနားလောက်မှာပေါ့နော်အဲ့တော့ကိုပါတာကိုပေတန်နဲ့ဆိုရင်တော့အတိအကျရမယ်ပေါ့နော် 1.5 သွင်းနေဆိုလို့ရှိရင်တော့ကျွန်တော် 1.2 လေးရအော်အဲ့လိုရပြီးဆိုလို့ရှိရင်တော့ကျွန်တော်ကအဲ့ဒီ graphing မြင်းကိုဘာလုပ်လိုက်လို့ရပြီလဲဆိုလို့ရှိရင်ကျွန်တော် graphing မြင်းကိုဆက်လိုက်လို့ရပြီမြင်းဖြောင်းမဟုတ်နေဘူးနော်ကလေးဒီမှာကြည့်ဒီကျွန်တော်ကဒါဒီ curveအဲ့တော့ root 8ဆိုတာလေကပဲဒီချေတို့ကဘာလဲဆိုလို့ရှင်တနည်းအားဖြင့် curve function မှာအဲ့တော့ဒီချေဒီနားမှာခဏနေနော်ဒီချေဆွဲတာ curve မဖြစ်ဘူးဖြစ်နေလို့ဒီဒါဆိုရင်ချေဒီနားလေးမှာပါရသွားပြီလဲဆိုရင် curve မြင်းတစ်ကြောင်းရအောင်အဲ့ဒါနောက် graph တစ်ခုကကြတော့ဒီချေတို့ဘာလဲဆိုလို့ရှင် y = h2 y = h2 က0သွင်းရင်တော့0 0.5 သွင်းရင် 0.1 ဆိုတော့ချေဒီနားလောက်မှာပဲရှိမယ် 0.5 သွင်းရင် 0.1 1သွင်းရင်1ဆိုတော့အော်ဒီနေရာမှာချေတို့ last ဆုံးမယ် 1.5 သွင်းရင် 3.4 ဆိုတော့ maybe ဒီနားလောက်ဖြစ်မယ်ပေါ့ဒါတော့ဒီချေ approximate ချလိုက်တယ်ဒီလောက်မတိကြလဲတော့ဘာမှမဖြစ်ပါဘူးပြီးတော့ရင်ဒီကျတို့ဘာလုပ်လိုက်လဲဆိုရင် graphing မြင်းလေးတစ်ချောင်းဆွဲလိုက်ပြီးဒါဆိုဒီညမှာဘာလာပြီလဲဆိုလို့ရှိရင် intersection point လေးတစ်ခုပေါ်လာအဲ့တော့ဒီနားက intersection point တွေတို့ရဲ့ graph ရဲ့ဘာလဲဆိုလို့ရှိရင်ဒီကျတို့ကဘာလေးလဲဆိုရင်ဒီကျတို့ကသူ့ရဲ့ volume ရှိနေတဲ့နေရာလေး lower limit က0 upper limit က1ပေါ့အဲ့တော့သူရှာချင်တာကဒီ graphing မြင်းရဲ့ဒီကျတို့ကဘယ်နာကိုရှာချင်တာလဲဆိုရင်ဒီ shaded area လေးပေါ့တကယ်တော့ volume of the region ဆိုတာဒီချက်ဒီမှာ shading လုပ်လိုက်တယ်ဟောဒီအပိုင်းလေးရဲ့ဘာကိုရှာချင်နေတာလဲဆိုရင် area ကိုရှာချင်တာတဲ့သူရှာချင်တဲ့အပိုင်းလေးကဟောဒီမှာ volume of the solid region အဲ့တော့ volume ကိုရှာမယ်ဆိုလို့ရှိရင်ဒီချက်တော့ပုံဆွဲလိုက်တဲ့အတွက်ကြောင့်မလို့တို့ကပုံမှန်ဒီမှာလဲအမှန်တကယ်တော့ဘာတွေထွက်သွားပြီလဲဆိုရင် intersection point က1လေးတော့ထွက်တယ်သူတို့ graph နှစ်ခုရဲ့ intersection point အဲ့တော့ဒီချက်တော့ပြန်တွက်ပြထားတယ် y = √8 သူကို f4h ထားလိုက်တယ် f4h = y = √8 နောက် function တစ်ခုကို g(h) ထားတယ် f4h တွေ g(h) တွေမထားဘဲတန်းတွက်ချင်လည်းရပါတယ် so f4h = g(h) f4h က √8 g(h) က h3 အဲ့တော့ဒီချက်တို့က square root မှာဒီချက်တို့က square တင်လိုက်တယ်ဒါကြောင့်ညီမချင်းတစ်ဖက်မှာလည်း square တင်ဒါကြောင့် h = h to the power 6 h to the power 6 minus h = 0ဒါဆိုကလေးတွေဘာဆက်လုံးလဲဒီချက်တို့ h ကိုပုံထုတ်လိုက်တယ်ဒါဆိုကျတို့က h to the power 5 minus 1 = 0 so h = 0 and h to the power 5 minus 1 = 0ဒါကြောင့် h တန်ဖို့ဖြစ်ဘယ်လောက်ရလဲ1ဒါဒီပုံကကြည့်မယ်ဆိုလို့ရှင်လဲဒီကျတို့ကဒီမှာ0နဲ့1နဲ့အမှတ်နှစ်မှတ်ရတယ်တလို့ဒီကျတို့ဒီလိုမျိုး intersection point နေ function တစ်ခုကိုညီလိုက်တယ်ဆိုရင် h = 0နဲ့ h = 1ရဒါကဒီကျတို့ကပုံပေးလို့0နဲ့1ဆိုတာဒီမှာ intersection point 1,1 ဆိုတာ graphing နှစ်ခုရဲ့မြင်မှာပေါ်တာပုံမပေးရင်တော့ဒီကျတို့ကတေချာပေါက်ဒါမျိုး graphing နှစ်ခုကိုဘာလုပ်ပေးရမလဲဆိုရင် function နှစ်ခုကိုညီပေးရမယ် function နှစ်ခုညီမှသာလင်ကျတို့က intersection point နေသိမယ် okay ဒါဆိုရင် volume or revolution မှာ volume တို့ revolution ကိုလေ့လာတဲ့အခါမှာ function တစ်ခုပါလာပြီဆိုရင်ဘယ် function ဘယ် graph ကတော့ outer region လဲဘယ် function ကတော့ inner region လဲဆိုတာကျွန်တော်ကစဉ်းစားရတော့မယ်အဲ့တော့ပုံမှန်ကြည့်လိုက်တယ်ဆိုတော့ဒီမှာခင်းရောင်မြင်းက outer region ပေါ့နော်အဲ့လိုမျိုး outer region inner region ကိုပုံဓာတ် teacher တို့ကဆွဲထားလို့သိတာပုံမဆွဲထားရင်ဘယ်လိုနည်းလဲနဲ့သိနိုင်လဲဆိုတဲ့အခါကျတော့ခုနက0နဲ့1ကြားမှာ so for example 0.5 ရှိတယ် 0.5 ခုနကကျွန်တော်စားသွင်းတာတော့က y တန်မို့က 0.7 ရတယ်ဟောဒီမှာ 0.5 သွင်းတော့ 0.1 ရတယ်အဲ့တော့ function တစ်ခုမှာဘယ်သူကညားနေလေဆိုရင်ဒီကျွန်တော်ခဏတန်မို့အဖြစ် y တန်မို့ကကြီးနေလေဆိုရင် y = √8 ကကြီးနေပါတယ်ဒါကြောင့် volume or revolution ကိုရှာမယ်ဆိုရင် pi ပုံသေးနည်းတွေက integrate upper limit lower limit to upper limit f4h the whole square minus g(h) အဲ့တော့မှာ outer region ဖြစ်တဲ့ f4h ကဒီကျွန်တော်ဒီ square root of h the whole square minus h2 the whole square dx အဲ့တော့ square root of h ကို the whole square တင်တော့ h minus ကျူရုကဒီချေတို့က h2 ကို the whole square တင်နော် h to the power 6 h ကို integrate လုပ်တယ် power 1 pound square h square 1/2 1/2 h square h to the power 7 1/7 h to the power 7အဲ့တော့မှာ upper limit ဖြစ်တဲ့1သွင်းနဲ့ lower limit ဖြစ်တဲ့0သွင်းနဲ့အဲ့တော့ 1/2 minus 1/7 ကို calculator နှိပ်လိုက် 5/14 ပိုင်ကိုထည့်မနှိပ်ပါနဲ့ sometime တစ်ခါလေးပိုင်ကိုထည့် decimal ထွက်တက်လို့ပါအဲ့တော့မှာချက်ပိုင်နဲ့တွဲလိုက်တယ် 5/14 unit joule ဘာလို့ဆိုကျွန်တော် grade တွဲမှာ decimal နဲ့ထုတ်လို့မရဘူးလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါဆိုတော့ဒီချက်ဒါ past paper တွေကပုံစာလေးတပုတ်ကိုပေါ့နော်ဝေမျှခဲ့တာဖြစ်ပါတယ်ဒီချက်သင်ရိုးကုံစာဆုံးတဲ့ question တွေကိုလေ့လာကြတဲ့ဆိုလို့ရှင်တို့ကျတို့ video class လေးဒီချက်ဖွင့်လှစ်ထားပါတယ်